ဂျိုတွေကနေပြီးတော့ကိုယ်ခိုက်လာပြီဆိုလို့ရှိရင်ဘယ်လိုနည်းတွေနဲ့လှူပြီးတော့ဘယ်လိုဖြည့်ရှင်းရတယ်လဲဆိုတာလေးကိုကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်မင်္ဂလာပါအရန်တိကြီးချမ်းသာချမ်းသာကြပါစေကျွန်တော်ကတော့ဗိဥစဉ်လေးရွှေတုံရဲ့တားတစ်ပဲဖြစ်တဲ့လီလာဆရာမင်းဒီလာဖြစ်ပါတယ်ခေါင်းရတားသမီးတွေကိုဝိဇာဒရာနည်းပညာနဲ့ကံကြမ္မာတွေကိုဟောကြားပေးနေပဲဖြစ်ပါတယ်ခုတစ်ခေါက်မှာတော့ကျင့်စဉ်လည်းမဟုတ်တော့ဘူးရေရာလည်းမဟုတ်တော့ဘူးဘူးတုဒအနေနဲ့ရှိုးရီနန်ရဲ့အကြောင်းတွေကိုဝင်ပြပေးခြင်းပါတယ်လူတွေကတွက်ကြတယ်ကိန်းကနန်းနေနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းကြတဲ့နေရာမှာဂျိုမင်းတွေရဲ့အားတာချက်အားနည်းချက်အကျိုးပြုတာအကျိုးမပြုတာတွေဆိုတာကိုအဓိကထားပြီးတွက်ကြတာပေါ့နော်အဲ့တော့လူတယောက်မှာတနင်္ဂနွေဂျိုမင်းကအကျိုးမပေးတဲ့အချိန်ရောက်နေပြီတနင်္ဂနွေဂျိုမင်းကခိုက်နေတဲ့အချိန်ရောက်နေပြီဘာတွေနဲ့ရေရာချေတယ်ဘယ်လိုလှူဒန်းကြတယ်ဆိုတာတွေရှိတယ်တို့တူပဲတနင်္လာအင်္ဂါဗုဒ္ဓဟူးကြာသပတေးရာဟုစနေစသည်အဖြစ်ပေါ့တောက်ကြရာဟုစနေတောက်ကြစသည်အဖြစ်ပေါ့ဂျိုတွေကနေပြီးတော့ကိုယ်ခိုက်လာပြီဆိုလို့ရှိရင်ဘယ်လိုနည်းတွေနဲ့လှူပြီးတော့ဘယ်လိုဖြည့်ရှင်းရတယ်လဲဆိုတာလေးကိုကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်လူတွေမှာတနင်္ဂနွေဂျိုမင်းခိုက်တယ်ဆိုလို့ရှိရင်အဓိကအားဖြင့်မီးလှူဒန်းပြီးတော့ရေရာစီရင်ပြီးပဲတနင်္လာဂျိုမင်းခိုက်တယ်ဆိုလို့ရှိရင်ရေကိုလှူဒန်းရပါတယ်အင်္ဂါဂျိုမင်းခိုက်တယ်ဆိုလို့ရှိရင်စွန်းတော်လှူဒန်းပါတယ်ဗုဒ္ဓဂျိုမင်းခိုက်တယ်ဆိုလို့ရှိရင်တကုံကုတ်ကမူလေးဝါကိုတူကြမယ်ကြာသာပတိဂျိုမင်းခိုက်တယ်ဆိုလို့ရှိရင်တော့ပန်းကိုအဓိကထားပြီးလှူတယ်တောက်ကြဂျိုမင်းခိုက်တယ်ဆိုလို့ရှိရင်တော့အမွှေးနဲ့တာကိုအဓိကထားပြီးလှူတယ်စနေဂျိုမင်းခိုက်တယ်ဆိုလို့ရှိရင်တော့ထီးကိုအဓိကထားပြီးတော့လှူတယ်ခုနှစ်နှစ်တာသမီးပေါ့နော်အဲ့ဒီမှာဗုဒ္ဓနဲ့ရာဟုကိုကျွန်တော်တို့ကအတူတူထားပြီးတော့လှူတာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေဂျိုမင်းကိုစားမီးကိုထုပဲအခိုက်တွေဖြစ်မယ်ဆိုလို့ရှိရင်တနင်္ဂနွေနဲ့ပတ်သက်တဲ့မီးမှာပဲခုနှစ်နှစ်တာသမီးဖြစ်တဲ့အတွက်မီး9မျိုးရှိတယ်တနင်္ဂနွေသားသမီးကဗာမီးရောင်ဘယ်လိုပူဇော်မယ်တနင်္လာသားသမီးကဗာမီးရောင်ဘယ်လိုပူဇော်မယ်ဒီလိုပါပဲတနင်္လာနဲ့ပတ်သက်လို့ရေဦးလူမယ်ဆိုလို့ရှိရင်လည်းတနင်္ဂနွေသားသမီးကဘယ်လိုရေမျိုးလူမယ်တနင်္လာသားအင်္ဂါသားသမီးကဘယ်လိုရေမျိုးလူမယ်စကြပြင်9မျိုးရှိပါတယ်စွန်းဆိုလို့ရှိရင်လည်းနေနန္ဒာလိုက်9မျိုးလူကိုတွေရှိတယ်ဒါမျိုးလေးတွေကိုဘူတုဒ္ဒဒီနဲ့ပြောပြတာပါအဲ့တော့နံပါတ်1ကအစကိုပြန်ကောက်မယ်ဆိုလို့ရှိရင်တနင်္ဂနွေဂျုံမင်းခိုက်တယ်ဆိုရင်မီးလူမယ်တနင်္လာဂျုံမင်းခိုက်တယ်ဆိုရင်ရေလူမယ်အင်္ဂါဂျုံမင်းခိုက်တယ်ဆိုလို့ရှိရင်တော့စွန်းတော်လူမယ်ဗုဒ္ဓဂျုံမင်းခိုက်တယ်ဆိုလို့ရှိရင်တကုံကုံကမူလေးပွားတွေလူမယ်ကြာသာပတိဂျုံမင်းခိုက်တယ်ဆိုပန်းတွေလူမယ်တောက်ကြဂျုံမင်းခိုက်တယ်ဆိုရင်အမွှေးနဲ့တာလူမယ်စနေဂျုံမင်းခိုက်တယ်ဆိုလို့ရှိရင်ထီးလူပါမယ်ဆိုပြီးတော့အကျမ်းပြင်ရေဘူးရကိုပြောပြပေးခြင်းဖြစ်ပါတယ်ညီပြပေးခြင်းဖြစ်ပါတယ်နောက်တစ်ပတ်ဒီမှာတော့ကျွန်တော်ကတနင်္ဂနွေဂျုံမင်းခိုက်တဲ့မီးကိုဘယ်လိုနေနံသားဘယ်လိုမီးမျိုးလူရတယ်ဆိုတာလေးပြောပြမယ်ထို့တူပဲကျန်တဲ့နေနံလေးအတွက်ကိုလည်းခိုက်တဲ့ဂျိုးလိုက်နေနံသားလိုက်ဤသည့်လူဝယ်ပစ္စည်းကိုဤတို့လူရမယ်ဆိုတာကိုကျွန်တော်ထပ်ပြီးတော့ဝင်ပြပေးဦးမှာဖြစ်ပါတယ်ကျွန်တော်မှာ BNB member group လေးရှိပါတယ်အသေးစိတ်သိရှိလိုပါက message ပေါက်မှာလာပြီးတော့စုံစမ်းမေးမြန်းလို့လည်းရပါတယ်အားလုံးကိုမေတ္တာပို့ပေးပါတယ်အရန်လေးဒီကျမ်းမာချမ်းသာကြပါစေ